ရှောင်းနေတဲ့အသေးပဲသူကံပို့ပေးရတယ်ဒီမှာလည်းအစာနိုးအောင်ဆုံးပုံစံနဲ့ပဲရှင်းထုတ်ထားခဲ့မြမဆာကီဝင်းလဲမှာပဲမဆာကီနေတဲ့တင်းတက်မတိုက်စစ်ဖြစ်ပါတယ်မော်ဂူရှိပါတော့နေတဲ့တင်းတက်မတိုက်စစ်ဖြစ်ပါတယ်မော်ဂူရှောင်းနေတဲ့တင်းရဲ့နောက်တန်းကစားသမားရဲမင်းသူကိုတော့ရဲမင်းသူမြောက်ပေါ်ကတော့မော်ဂူပေါ်ကိုကျန်းသွားခဲ့တာပဲဖြစ်ပါတယ်ငွေနဲ့တဲ့ကစားသမားတွေနဲ့ဒီပြကျယူကီတို့ကတော့ကိုစောရရဲ့လက်ရှိမှာတော့ဒီနေ့ပွဲစဉ်အတွက်ပြောင်းလဲတစ်ခုတော့ကျွန်တော်တို့မြင်တွေ့ကြရပြီပဲဖြစ်ပါတယ်ကွင်းလဲတိုင်းတော့ဆေးဖွဲကိုအလင်းမြန်ကွင်းထဲကိုဝင်ရောက်ဖို့အတွက်အချက်ပြနေခဲ့ပြီးတော့အစောပိုင်းမှာကစားပုံကြမ်းခဲ့တဲ့ရှောင်းနေတဲ့တင်းရဲ့နောက်တန်းကစားသမားရဲမင်းသူကိုတော့